အကယ်လို့များတင်ကခြံစည်းရိုးမှာဒီလိုခေါင်းညက်နေတဲ့ငှက်လေးငယ်တစ်ကောင်ကိုတွေ့ခဲ့ရင်သူ့ကိုကယ်ဖို့မလောပါနဲ့။ဘာလို့လဲဆိုတော့သူ့ကိုကယ်လိုက်တာနဲ့တင့်ရဲ့ပြတင်းပေါက်စီကိုနေ့စဉ်ရောက်လာတော့မှာပါ။နောက်တစ်နေ့မှာထုံငှက်လေးကတင့်ရဲ့ကျေးဇူးကိုဆက်ဖို့ရည်ရွယ်ချက်နဲ့ပြတင်းပေါက်ကိုမရက်မနားလာခောက်နေပါလိမ့်မယ်။တင့်ရဲ့အာယုံစိုက်မှုကိုရရှိဖို့တကားမဖွင့်မချင်းအပြင်မှာအကျယ်ကြီးဆက်လက်អော်နေမှာပါ။တကားကိုဖွင့်ပေးလိုက်ရင်လည်းတင့်လက်ကိုကိုက်ပြီးမလွတ်ပဲနေကတင့်နားမှာပဲနေချင်ပါလိမ့်မယ်။တင်ကအစားအစာပါထပ်မံပေးလိုက်မိရင်သူဟာပိုမိုကျေးဇူးတင်ကနေ့တိုင်းတင့်အိမ်ကိုလာရောက်ပြီးတချင်းဆိုပေးပါလိမ့်မယ်။ဒီလိုနဲ့တင့်ကိုမိသားစုလိုသဘောထားပြီးသူကတင့်ကိုပိုယုံကြည်လာပါလိမ့်မယ်။နောက်နေ့တွေမှာတော့တင်ကယ်ခဲ့တဲ့ငှက်ငယ်လေးကတင်ဟာအစားအစာပေးပြီးအနေရကြုံရင်ကူညီတတ်တဲ့ကျင်နာတဲ့သူဖြစ်ကြောင်းသူ့ရဲ့အပေါင်းအသင်းတွေကိုပါပြောပြလိုက်တဲ့အတွက်ငှက်အုပ်စုလိုက်တင့်အိမ်ကိုတချင်းလာဆိုနေကြတာကိုတွေ့ရပါလိမ့်မယ်။ဒါကြောင့်တင့်ရဲ့ကျင်နာမှုကြောင့်ဒီလိုနဲ့လေးတွေတွေ့လို့ကူညီခဲ့မယ်ဆိုရင်နှွေးထွေးစရာကောင်းတဲ့အဖြစ်အပျက်လေးတစ်ခုကိုတင်ဆက်လက်ရင်ဆိုင်သွားရတော့မှာပါ။